Yasakan of Sony Tongoya Shopseko, Adana Tigre Tongaya Adana Tigre Tongaya Shopseko, Lulu Wahara Goza Tongoya, Sekonaku. There's on la Vijo and a Lee Ola. In Sedala Shia Natona Sangaku Negangita California Tresenome of the Masina Yajin Pit Atulo Beijing connected I mean be so neighbor. Hold on. Dini Lucia Chitare Amadana Damadana Damaposa Shimita to Myanmar. Never the Miba Boade go Uti by Yizu Bida Miba Miago Tipa Yizuga Yanaga who is it at home Midasu. Well, although never Miba Mia Yizu who's a Isa Mamote. Never the Miba Mia Amuta Yizu Bida Dauda Mene Malikola William Henry, the guy was in. Henry, William, Vidazu, guy was in Vidazu. Kudoshimia. Awarded the Mayasia, the Kudo Komodo. Our legends in Grego, Tanadilasi, and the Wiba, the Muyoga. Yasajari, Yadromedia, the Maponi, Bangu, Limano, the Yashinabazi, Yadapo. Pain loga, the Kushi, the loga Oha. Hayabi, Balu. Hayabi, Shirati. Naruga, what your sound? Nyapshibu. Hayabi Balu Yame. Cheating me, ma. Nyapshayama. Although Payabi, you see me, when I go to Payaji, you look on. Payabi Baloya. I have Paya teaching, they are all conciliated, Hojanaja. Adiare. They are cheating, they are all Yamachidi. And a mess of it. Lady Jenega, the thing by me, 15 meters of my Yashita, the venue Danya. To the venue Danya, you go. I am beauty. Oda no the Pamia Jame, the Oshi. These are the Dongaronina, Baram Barantama. Karo Bayada Nibana. Odessa Dogara Gara Nadonga ego we Nagoke Nane Meshalune Miadui Kozaya de Subidomuda Yashin Goromia Jiti Karo Nina Dadawa Kabi Sinya Jengo Lome Bimbia Danaro Mula Magruna Rodi These are the Damashanda on Kaga Chanda knows or Adi Pibi. Karobaya Danevana Lena Mi Lau Ani Yaulaye. Miema Bu Yam Yani Bango. Or there's a de Gulama Yuba Bolu Dweda Peson Kwa Yue. Dogara the Malumia Majam Tuja Loke Fijino Mudo Baramido Jego Karagara Dolly the Shi King Kadimia Chain the Sin Fijino Mule Parajan Durabado Yajogo Our Ho Go Sin Yemu Lele Yushulaye Amu Balo Yusau Long Mugabado Dambaga Wandamya Guge Nago Gay Nane Meshalune Miadoi
ကိုးစားရာတဆုဖြစ်တော်မူသောထိုဘုရားရှင်ကိုတော်မြတ်ကြီးကိုမြေယာမကမြတ်စွာဘုရားရှင်ဆုံးမတရားတော်မြတ်တို့ကိုပရိယတ္တိဓမ္မမှာပฏิပတ်တိဓမ္မပရိယမကိနဲ့ပฏิပတ်မကိနဲ့ပရိယသာသနာနေရကိုရွယ်ဆောင်၍အမြတ်ပြည်သူကောင်းကျိုးချမ်းသာကိုရွယ်ဆောင်လျက်ရှိသောကျွန်ုပ်သည်မြေယာမကသာသနာကျိုးရည်မျိုးကို၍ကောင်းကျိုးရည်မျိုးဘုရားတပည့်တော်နှင့်အာလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့သည်နမောကာယဝစီမနောရှိလျက်အင်္ဇလိညွတ်ကျုပ်လက်ဆုံးမူကားရှိခိုးဥညွတ်ကြပါတော့သည်မြတ်စွာဘုရားဧဒေနသစ္စာဝိဇ္ဇနာဤသို့နှုတ်တံဟောထုတ်ပြန်၍ဟုံမှန်သောကာယကံဝစီကံမနောကံကုသိုလ်ဖြင့်ပူဇော်ရသောကုသိုလ်စေရနာတရဆုံးအားတို့ကြောင့်အမိမိလိုရရနဲ့ပြန်မှမကျွင်းခပင်းဥသောလုံးစုံလည်းဖြစ်ကုန်သောဘာနီနောခွန်နေတွင်အမတတဓမ္မဒါနတရားအလူရှင်မိသားစုရင်အာယုံစွန်နေစွန်သာသနာပြုလုပ်ငန်းတို့မှာကာယကံမြောက်ဝစီကံမြောက်မနောကံမြောက်ဝိုင်းဝန်းပြီးတော့ပရိယတိသာသနာပရိကတိသာသနာနှစ်ရက်အတွက်လူဒံပေးကြကုန်သောအလူရှင်တရားဓမ္မများယောဂီသူတော်ကောင်းများရက်ွယ်သူရက်ွယ်သားများမြို့နယ်သူမြို့နယ်သားများပြည်နယ်သူပြည်နယ်သားများတိုင်းသူတိုင်းသားများနိုင်ငံသူနိုင်ငံသားများကဘာသူကဘာသားတို့သည်သဗ္ဗအန္တရာရောလုံးစုံသောဘေးဥပအန္တရာယံသွဲမန္တမြတ်တို့သည်ဝိနာသံတို့ပိကြဖက်တွေရေမတင်တကန်းတို့ကင်းစင်လွတ်တော်နိုင်ကြပါစေအိညာမညာရှိဉ္ကိစ္စဉ္ဉ္မြရှိဉ္ပိယစေခုဤချစ်ကင်းသောမျက်စိတွေတည်ထူနိုင်ကြပါစေမြန်မာပြည်သူပြည်သားများနဲ့ကဘာသူကဘာသားများတို့နဲ့ချေချေကင်းချင်းနာနာဖြစ်ရကျိုးရွာကျိုးမြို့အကျိုးနိုင်ငံကျိုးကိုဝိုင်းဝန်းပြီးတော့ဒေါသမဖြစ်မေတ္တာဖြစ်ပြီးတော့ဆောင်ရွက်နိုင်ကြပါသည်ကိစ္စကရဏီယောသာသနာကျိုးလောကကျိုးကိုလည်းဝိုင်းဝန်းပြီးတော့ကာယကံမြောက်ဝစီကံမြောက်မနောကံမြောက်ဆောင်ရွက်နိုင်ကြပါစေဒီဒုက္ခသကုစင်းရဲစိတ်စင်းရဲပေါင်းမှလည်းကင်းဝေးနိုင်ကြပါကုန်စေနေဘယသဘေပေါင်းယံပေါင်းဘေးယံပေါင်းမှလည်းကင်းဝေးနိုင်ကြပါကုန်စေနေသောကာသမြုမင်းမင်းတကောရှင်လုံးမို့စိုးရင်ချင်းကြောင်းကြခြင်းပေါင်းမှလည်းကင်းဝေးနိုင်ကြပါကုန်စေဒုက္ခမင်္ဂလာနိကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဘဝတုယနိကာဇအာသဝကုန်ကံလို့ယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ရသည့်ဘဝကာလတိုင်အောင်စိတ်ရွှင်လန်း၍ကျမ်းကျမ်းမာမာချမ်းချမ်းသာသာရှိနိုင်ကြပါစေကုန်သတည်းမေတ္တာလေးသွမ်းမိုးကြလူနဲ့ပြန်မှာသတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလက်ငင်းချမ်းသာကြပါစေ30ရွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလက်ငင်းချမ်းသာကြပါစေဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေသို့လင်းပါစေဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေထက်လင်းပါစေယဟန်တန်က
အားလုံးမှာသာသနာတော်မြတ်ကြီးဆောင်ပါစေသာသနာလမ်းပြီးကျေကပ်ပြီးလင်္ကပါဒီပါစေအလင်းရောင်ကိုလက်ခံကြိုးကြည်ညိုလေးမြတ်ကြပါစေကဘာငြိမ်းချမ်းနိဗ္ဗာန်စံမြန်းနိုင်ကြပါကုန်စေမြန်မာနိုင်ငံငြိမ်းချမ်းနိဗ္ဗာန်စံမြန်းနိုင်ကြပါကုန်စေဘုရားကြီးမလာသောသောယရဏသုံးပါးဆရာသမားများအလကောင်းအဝလည်းနှလုံးပကုံးလည်းနဲ့ဝဘတ်တာပတိနေပြန်လူပြောင်းကျိုးခဲ့တဲ့မိဘနှစ်ပါးအလကောင်းအရှင်အာသန္တရာပြုနေရန်သွန်သင်အကြောင်းစီပစ္စည်းလေးပါးတို့ပဲပူဇော်လေးရှိကြကုန်သောယဟန်တကယဟန်မပေါင်းတို့အားအရှင်သည်တရားအထုခြင်းတရားဟောခြင်းသာသနာပြုကုသိုလ်ဖြင့်ယေရှုဆက်ပါ၏အားလုံးချမ်းချမ်းသာသာထိုင်ပြီးတော့တရားဟောကြတရားနာကြမယ်တဲ့ကောင်းတဲ့သားလေးထိုင်သာသနာပုံညဝန္တတပုံညဝန္တဝလဘယိအဘပုံညကရဟစီပက္ကနေတောမဝိတယဘုရားမိန့်တော်မူတဲ့အတိုင်းဘုရားရှင်ရဲ့အဆုံးအမသာသနာတော်ကြီးကိုဘယ်လိုပုဂ္ဂိုလ်တွေဟာဆောင်ရွက်နိုင်တယ်လဲရှေးဘုံရှေးပါရမီဓာတ်ခံရှိတဲ့ပုဂ္ဂိုလ်တွေတဏှာဖြင့်ဘုံရှိန်ကံခြင်းပါရမီရှင်တို့သည်သာလျှင်သာသနာတော်ကိုပူဇော်နိုင်တယ်မိလူတော်ကောရမီမြတ်စွာဘုရား၆ထားတဲ့စကားလုံးမဓုဒာနိပါဒာနိဒောတကနိဟိတာနိသယေတိဝိတ္တယာနိသောတာနိတေပိတိညာနရုဒ္ဓမနရုဒ္ဓမလူတို့တဲ့လွန်ကဲထူးမြတ်လာတော်သောသုံးလောကတော်သားတော်မြတ်ဘုရားဤတို့ဘုန်းတော်တော်ကျော်ရှင်တော်မြတ်ဘုရားရှိ၏ဝိတ္တယာနိဟောပေါ်ညွန်ပြသောတရားတော်မြတ်နာယူမသက်ခွင့်ရတဲ့ပုဂ္ဂိုလ်တို့သည်မဒူရာနိရှုမိန်သောအရာကိုသာသုံးရပြီတကယ်တော့ဗျာမြတ်စွာဘုရားရှိမှတဲ့တရားတော်ဟာတရားပညာရှိတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အတွက်နာယူခွင့်ရလိုက်တဲ့ရှိသည်ရှုမိန်သောအရာတာကိုခံစားရတယ်ပါဗျာဘာဒာနိကြားရသူငန်းသူလူအပေါင်းတို့စိတ်နှလုံးကိုလည်းရွှင်ပြုံးစေတယ်ဗျာဟိတာနိကြဟိတာနိစကြားတဲ့အကျိုးတည်မေဖို့နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းမှုတွေကုသိုလ်အကျိုးတွေအမြဲတမ်းဖြစ်ထွန်းနေရပါတယ်ဗျာတို့ဘုရားရှင်ဆိုဆုံးမသောတရားတော်မြတ်တို့ကိုနာယူမသာကိုရတဲ့ပုဂ္ဂိုလ်တို့ဒီကဒီဉာဏ်ရှိကိုသူကစီမံပန်းဤဘုံကကြီးမားကြပါပြီဤမြတ်စွာဘုရားဟောသာသနာကိုပူဇော်ခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဘုံရှင်ကံရှင်ပါရမီရှင်တို့သာလေသာသနာကိုရှင်ကနိုင်တယ်ဒါနသီလကိုရှင်ခံသောဝိပဿနာတရားတွေကိုကျင့်ကြံပွားများအားထုတ်နိုင်တယ်အဘပုံညာကရဏစီဘုံကရှားပါတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီကုသိုလ်ကောင်းမှုကိုမပြုလို့နေပါဘူး။ဒါကြောင့်မို့လို့ဒီနေ့ဘုန်းကြီးတို့ရောတရားဓမ္မတွေရောတို့ပါရှိတဲ့ပုဂ္ဂိုလ်တွေဘုံကရှိတဲ့ပုဂ္ဂိုလ်တွေလို့ကိုသဘောပေါက်နားလည်ထားလိုက်။အနေငယ်လေးပဝန်းကျင်လောကကြီးကိုဉာဏ်မျက်လုံးနဲ့ဝှေ့ယမ်းပြီးကြည့်လိုက်
ကိုယ်နဲ့တငယ်ချင်းပေါင်းသင်းတွေကိုယ်နဲ့နိစ္စတဲ့ပုဂ္ဂိုလ်ကြီးလမ်းကြည့်ခါတည်းရန်ကိုယ်ကနေပြီးတော့တရားစကားနဲ့ပတ်သက်ပြီးလှမ်းပြီးပြောကြည့်ဆိုကြည့်ခေါင်းခါကြတဲ့ပုဂ္ဂိုလ်များပါနော်ခေါင်းခါတဲ့ပုဂ္ဂိုလ်ကများတယ်မအောင်လို့ပါဘာကိစ္စတွေညာကိစ္စတွေအပြင်ကိစ္စတွေပဲစင်ကြည်ပဲပြီးတော့တဝဲဝဲတလည်းနဲ့လောဘဒေါသမောဟတို့ပဲရပ်ပတ်ကအန္တရာပရိစ္ဆသမုပ္ပါလဲပတ်နေတဲ့ပုဂ္ဂိုလ်ကများပါတယ်ပါလဲပတ်နေတယ်သန္တရာပရိစ္ဆသမုပ္ပါလဲပတ်နေတယ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဉ်မဟုတ်လားအဝိဇ္ဇာဆိုတာသစ္စာတရားတွေကိုသိချင်းကမစွမ်းဆောင်နိုင်ဘူးမသိလောကကြီးကဤခန္ဓာကိုယ်ကြီးဒုက္ခသစ္စာပဲလို့မသိဘူးဒုက္ခဆင်းရဲကြောင်းအမှန်တရားဖြစ်တဲ့သမုဒယသစ္စာကြောင့်ဆင်းရဲနေရတာပဲလို့မသိမေဃသစ္စာဒီဆင်းရဲခြင်းတရားတွေချုပ်ငြိမ်းရုပ်သိမ်းစေတတ်တဲ့အကြောင်းတရားပဲလို့မသိနိရောဓသစ္စာဒီဥနာတိရက်တဲ့တရားပဲလို့မသိဘူးအဲဒါလိုသစ္စာလေးပါးကိုမသိတဲ့အတွက်ဒါကြောင့်ဘာလို့ခေါ်လဲအဝိဇ္ဇာသစ္စာတရားတွေမသိခြင်းတော့အကြောင်းကြောင့်ဘာလို့လဲပြုလုပ်တယ်ပုညပိသင်္ခါရအပုညပိသင်္ခါရအနိစ္စပိသင်္ခါရဆိုတဲ့သင်္ခါရ၃မျိုးကိုပြုတယ်ပေါ့ပုညအပုညအနိစ္စကို၃ဝဂရုတာတိရှု၍ဆိုသည့်အတိုင်းလောကမှာသစ္စာတရားတွေမသိတဲ့ပုဂ္ဂိုလ်တွေကဘုံဘဝကိုကြောင်းရင်ခံပြီးတော့ဤကုသိုလ်ကောင်းမှုတော့ကာယကံမြောက်ဝစီကံမြောက်မနောကံမြောက်ကုသိုလ်ပုညပိသင်္ခါရတွေပြုလုပ်ပါတယ်အဝိဇ္ဇာကောင်းဆောင်ပြီးပုညပိသင်္ခါရတွေပြုလုပ်တယ်ဘုံဘဝအတွက်အဝိဇ္ဇာပစ္စယအပုညပိသင်္ခါကာယကံမြောက်ဝစီကံမြောက်မနောကံမြောက်အကုသိုလ်တွေပြုလုပ်တယ်အဝိဇ္ဇာပစ္စယအာနိသပိသင်္ခါရသမထတရားတွေကိုကြိုးစားအားထုတ်အဲ့ဒါဒီသင်္ခါရပြုလုပ်တယ်ဆိုသစ္စာတရားကိုမသိဘဲနဲ့ပြုလုပ်တဲ့ပုဂ္ဂိုလ်မှန်တယ်မြတ်တို့ဒီသင်္ခါရပစ္စယဘာဖြစ်ဝိညာဉ်ပရိသန္တိဝိညာဉ်ဖြစ်တယ်ပေါ့ဟုတ်လားဘာရလဲပရိသန္တိဝိညာဉ်ရတဲ့အမိဝမ်းကောင်းထဲမှာတန်တိဇာတိဖြစ်ပြီဇာတိဆိုတာကလလရေကြီးကစတယ်မိဘနှစ်ပါးကိုအကြောင်းကြီးခံပြီးတော့ကံတတိလည်းရှိမှမိဘနှစ်ပါးအကြောင်းကြီးကလလရေကြီးလေးဖြစ်တယ်အဲ့ဒီကလလရေကြီးလေးကတပြေးပြေးနဲ့အမြုပ်တုံးလေးဖြစ်လာဟိုတရားဖြစ်ဖို့အဲ့ဒီအမြုပ်တုံးကနေပြီးတော့ခေတ်မှာငါးပြဖြစ်လာလက်ကလေးလို့ခေတ်မှာငါးပြဖြစ်လာကောင်းနေရမှာလဲအချောင်းလေးတက်ဖို့လက်နဲ့ချောင်းလက်နဲ့ပဲအချောင်းလေးတို့ရှင်းတော့နေအချောင်းလေးနှစ်ခုခဲမှာငါးပြဖြစ်လာသူအသာတုံးလေးတစ်ခုပါအဲ့ဒီခဲမှာငါးပြမှာတဖြည်းဖြည်းကြီးထွားပြီးတော့အင်္ဂါရက်တွေဆိုရင်မျက်စိနာနာလေးဖြစ်လာမျက်စိပုံသဏ္ဍာန်မျက်စိဖြစ်မဲ့နေရာတွေအားလုံးဖြစ်ပြီးတော့ဣတိယဘာဝယပုရိသဘာဝယဖြစ်လာအမျိုးသမီးပုံသဏ္ဍာန်မျိုးသားပုံသဏ္ဍာန်ဖြစ်လာအဲ့ဒါလို့ရက်တွေလာစိလာလို့ဆိုရင်မွေးဖွားခဲ့ရတယ်ဒါပရိသန္တိဇာတိလို့ခေါ်ဝိညာဉ်ဇာတိလို့ခေါ်ဒီဝိညာဉ်ဆိုတဲ့နေရာမှာပရိသန္တိဇာတိကိုကောက်ရတယ်ဘောဓိဝိညာဉ်ကိုမကောက်ရဘူးအခုပြစ္ဆုတ်ပံမှာအခုခန္ဓာကိုယ်ကြီးမှာဝိညာဉ်ကြတာဘောဓိဝိညာဉ်လို့ဖြစ်စကုဝိညာဉ်သောတာဝိညာဉ်စတဲ့ဘောဓိဝိညာဉ်ဖြစ်အဲ့ဒီပရိသတ်တွေဝိညာဉ်ရတဲ့ပုဂ္ဂိုလ်တာရထဲမှာယုံနာနှစ်ပါးတွေရှိတယ်ရှိအခုဘုန်းကြီးတို့တရားဓမ္မတွေတာရထဲမှာပရိသတ်တွေယူလိုက်တဲ့နေ့ကစယုံနာပါပြီးသားနော်ယုံနာပါပြီးသားအပြည့်လို့လဲဆိုအမေဝမ်းကောင်းထဲမှာနေစဉ်တော့သူအများကြီးဆင်းရဲခဲ့ရအမေလောက်တဲ့ပုဂ္ဂိုလ်ကငရုတ်သီးများဆက်လိုက်ပူလိုက်တာထွတ်တော်လို့ပြီးတော့ဒါပေမဲ့ဗဇက်ကအင်းလို့မအော်နိုင်တဲ့ဘဝအော်လို့မရနိုင်ခဲ့တဲ့ဘဝအမေဝမ်းကောင်းထဲမှာနေစဉ်တော့ထွက်တဲ့ဝင်သေးမှမရှိပဲကိုထွက်တဲ့ဝင်သေးမှမရှိပဲဝင်လေထွက်လေမရှိဘူးအမေဝမ်းကောင်းထဲအမေရဲ့မေတ္တာကြောင့်အမေရဲ့ကံတတ္တိကြောင့်ခန္ဓာကိုယ်ကြီးထွားလာရတယ်
လောကမှာအသက်မရှူတဲ့ထွက်တဲ့ဝဲတဲ့မရှိတဲ့မရှူတဲ့တရားလေးမျိုးရှိနံပါတ်1အမေဝံကောင်းသောပရိသတ်နေတဲ့ပုဂ္ဂိုလ်နံပါတ်2မြန်မာကြီးတွေနံပါတ်3ရီမြုပ်နေတဲ့ပုဂ္ဂိုလ်ရီထဲမှာနင်းမြုပ်နေတဲ့ပုဂ္ဂိုလ်ထွက်တဲ့ဝဲတဲ့မရှိဘူးနိရောဓဖလားသမဘဝင်စားနေတဲ့အနာဂတ်ယဟန္တာများဒီ4မျိုးသည်ဘာမရှိဘူးထွက်တဲ့ဝင်တဲ့မရှိတာဘုဒ္ဓတဖြစ်ပေါ့ဩထွက်တဲ့ဝင်တဲ့မရှိတဲ့ပုဂ္ဂိုလ်4မျိုးပဲလို့အဲ့ဒါလေးလဲတရားဓမ္မတွေဘုဒ္ဓတဖြစ်တို့ဘုရားဘာသာတွေနားလည်ထားရမယ်ညမတ်တဲ့ပါတယ်ပရိသန္တိနေတဲ့ပုဂ္ဂိုလ်မြေဝံကောင်းနဲ့ပါနံပါတ်1ဗျမကြီးတွေနော်ဗျမကြီးတွေမှာဗျမကြီးတွေဟာသူဇန်စိတ်တစ်ခုနဲ့နေတဲ့အတွက်ထွက်တဲ့ဝင်တဲ့မရှိဘူးသူတို့ပါညီအေးနံပါတ်3ရေမြုပ်နေတဲ့ပုဂ္ဂိုလ်ရေထဲမှာနင်းမြုပ်နေတဲ့ပုဂ္ဂိုလ်ဟာလည်းရှုချိုက်မှုမရှိထွက်တဲ့ဝင်တဲ့မရှိနံပါတ်4နိဘောရနိရောဓဖလားသမဝင်စားလေးရှိတဲ့အနာဂတ်ယဟန္တာများဘုရင်တို့ဒီကြည့်ပါလားဒီဖြစ်ချင်းသဘောကိုဖမှန်တက်မြင်ပြီးတော့ဉာဏ်ကမုံညာဖြတ်ဆိုရင်ငြိမ်းသွားတဲ့အငြိမ့်တက်လေးပေါ်သွားတဲ့ရှိသင်္ကာရဒုက္ခမှာအသင်္ကာရတဲ့နိဗ္ဗာန်တဲ့ကိုပက္ခနဲ့မျက်မှောက်ပြုသောဖြစ်စီတိမ်မွေ့ဖြစ်ချင်းနေတိမ်မွေ့လာတယ်တိမ်မွေ့ရင်မျက်မှောက်ပြုတော့မယ်သိလားဒီမညာဘုံညာကိုမျက်မှောက်ပြုတော့မယ်ဆိုရင်ထိုပုဂ္ဂိုလ်သိလားကိုသိလားတိမ်မွေ့လာတာကိုငွေရတယ်တော့စိတ်မဲ့တိမ်မွေ့ပဲနုညံ့တိမ်မွေ့ကိလေသာတွေပါနေတာဒီငါကိလေသာတွေအကုန်လုံးငြိမ့်နေတယ်အဲ့ဒီဘာကိလေသာမှမရှိခန္ဓာဖြစ်နေကိုင်းနေတဲ့တွေ့တယ်အဲ့တော့အရင်မဲ့တိမ်မွေ့ဖြစ်ရှိကဖြစ်ဖြစ်တော့အရင်ကနေမယိမိတ်နဲ့ဉာဏ်တတ္တိကတဖြည်းဖြည်းရှိကိုတိုးသွားတာယောဂီကနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့တဲ့သွားနေတာယောဂီရဲ့အလုပ်ဒီပစ္စုပန်တဲ့ဒီယုံနာဓမ္မသင်္ခါရတရားတွေဖြစ်ချင်းကိုပဲမြင်နေရတဲ့အလုပ်ယောဂီလုပ်ပါမဉ္ဇဉ်ဘုံညာပေါ်တဲ့အလုပ်ယောဂီလုပ်မဟုတ်ဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အလုပ်လည်းယောဂီလုပ်မဟုတ်ဘူးဒါကိစ္စညာကယောဂီရဲ့အလုပ်ကတ္တဉာဏ်သည်ဓမ္မရဲ့ယောဂီတို့အဘမတတ်တဲ့အလေးချင်းတွေမြတ်ပြီးကြိုးစားပွားများအားထုတ်လာခဲ့သောကုသိုလ်ရဲ့တတ္တိသည်ကိလေသာတပြည့်ပါတဲ့ကမ္မနာအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်သည်နိဗ္ဗာန်ကိုရကျင်တဲ့စိတ်တွေများလုံးနဲ့နိဗ္ဗာန်နဲ့ပြီးတော့မဆိုင်ဘူးကိုနဲ့ဒါကြောင့်လောမကြီးနဲ့ဗျာမများနဲ့လို့ခဏပြောတယ်လောမကြီးနဲ့ဗျာမများနဲ့တစ်ခါတည်းတချို့လူငယ်တွေဆိုရင်ရကျင်တဲ့စိတ်တွေများပြီးတော့လောဘကြီးမရဖို့ပဲစဉ်းစားတယ်မများဘူးဒါပဲစဉ်းစားနေတယ်အဲ့ဒီပုဂ္ဂိုလ်ကလမ်းသွားရင်လမ်းဆက်ပြောက်သွားတယ်တရားရတာမရတာကိုနဲ့မဆိုင်ဘူးကိုလို့မဟုတ်ဘူးအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေပြစ္ဆုတ်ပန်တဲ့ရုပ်ပဲပေါ်နာမ်ပဲပေါ်နေတဲ့သဘောဓာတ်ကိုအကဲခတ်ပြီးတော့ဖြစ်ချင်းကိုမြင်နေဖို့သာလို့ကိုလို့တို့နားလဲတယ်နော်ယောဂီရဲ့လုပ်ဖြစ်ဖြစ်နဲ့မင်းနဲ့ကြိုက်အောင်ကြိုးစားနေရတဲ့အလုပ်ဝိပဿနာမဲ့ကိုဆိုလိုတယ်ဖြစ်ချင်းဖြစ်ပြီးပြည့်စည်နေတဲ့သဘောကဒုက္ခသစ္စာတော့ဖြစ်နေပါလားပြည့်နေပါလားဖြစ်နေပါလားပြည့်နေပါလားလို့ဖြစ်ချင်းလက္ခဏာကိုလှမ်းပြီးတော့တွေးပြီးတော့နေတာကဝိပဿနာမဲ့ဟုတ်လားမေဃသစ္စာခန္ဓာကဖြစ်ပြနေလို့ဒုက္ခသစ္စာတို့ဖြစ်ချင်းလက္ခဏာပြည့်ချင်းလက္ခဏာလေးကိုအဖန်ဖန်တက်စိတ်ကိုတကောင်းတလေးစိတ်ကိုချောချခန္ဓာချောချခအေးဒီချမ်းသာလေးနဲ့လှမ်းပြီးမြင်နေတဲ့သဘောတက်ကမေဃသစ္စာတို့မေဃသစ္စာကဝိပဿနာမဲ့ပဲရှိသေးတယ်လောကုတ္တရာပဲမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုရင်ဝိပဿနာမဲ့ကခန္ဓာစွန့်တဏှာကိုစွန့်စိုက်ပြီးနှလုံး
ဝိပဿနာမဲ့ဒီခန္ဓာစွန့်တဏှာစွန့်လောကုတ္တရာမဲ့ကြတော့ခန္ဓာစွန့်တဏှာစွန့်နိဗ္ဗာန်ကိုမြင်တယ်ဒါထူးခြားချက်ဝိပဿနာမဲ့လောကုတ္တရာမဲ့ထူးခြားချက်ဒီခန္ဓာပဲဖြစ်ခြင်းပြည့်ခြင်းလက္ခဏာဖြန့်ဖြန့်ကြီးမြင်နေတဲ့ယောဂီပုဂ္ဂိုလ်သည်ခန္ဓာလည်းစွန့်ထားပြီငါလည်းမရှိသူလည်းမရှိပုဂ္ဂိုလ်လည်းမရှိတတ္တဝါလည်းအသက်စီကလည်းပဲဒီခန္ဓာကြီးကိုပျောက်ညားလိုက်တယ်နော်ခန္ဓာကြီးပျောက်နည်းနည်းလေးတော့သမာဓိရှိနေတဲ့စိုက်နည်းနည်းလေးမြန်မြန်လေးတော့ပြောစီရတယ်ကတ်တွတ်လေးဖြစ်နေတယ်အင်းတို့ဗျာပါရကုသိုလ်လေးတွေကလှုပ်ဆောင်မှုများတဲ့တွေ့တာယောဂီတို့ကဉာဏ်လေးနဲ့မှတ်မိအောင်လေးနဲ့စိုက်ပြီးနှလုံးသွင်းတာဒီခန္ဓာကိုယ်ရဲ့ယုံနာဓမ္မသင်္ခါရတရားတို့ရဲ့ဖြစ်ခြင်းပြည့်ခြင်းလက္ခဏာကပေါ်နေတယ်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 ကြည်နေတယ်ပေါ်နေတယ်ကြည်နေတယ်ပေါ်နေတာယောဂီတို့မြတ်စွာဘုရားကတေဝမကသင်္ခါရအနိစ္စရိဝတိနာပရိဝိမန္တတိဟဲ့ဘုံသုံးပါးမှာဖြစ်တဲ့ခန္ဓာတို့သည်အနိစ္စရိဝတိနာဝတိနာသရာပုဂ္ဂဒုက္ခနဲ့အနတ္တကိုပြဋ္ဌာန်းတဲ့တော့မမြဲတဲ့ခန္ဓာကြီးပါလားဖြစ်ပြီးပြည့်နေတဲ့အနိစ္စဖြစ်ပြီးပြည့်စည်တဲ့အနိစ္စဖြစ်ပြီးပြည့်တဲ့အနိစ္စဟိုအနိစ္စကိုပြန်တွန်းလိုက်တဲ့အခါမှာဖြစ်ပြီးရှိတဲ့ဒုက္ခဖြစ်ပြီးရှိတဲ့ဒုက္ခဖြစ်ပြီးရှိတဲ့ဒုက္ခတို့ဖြစ်ချင်းဖြစ်ချင်းကိုပြန်ညံနဲ့တွန်းလိုက်တဲ့အခါကာလမှာဖြစ်ပြီးရှိတဲ့အနတ္တဖြစ်ပြီးရှိတဲ့အနတ္တအတူတူပဲအနိစ္စတစ်ချက်မြင်ဒုက္ခနဲ့အနတ္တကိုမြင်ပြီးသားဖြစ်နေဝိပဿနာဉာဏ်ကဒုက္ခရဲ့လက္ခဏာကိုမြင်နေတဲ့တွေ့တဲ့အနိစ္စနဲ့အနတ္တကိုမြင်ပြီးသားဖြစ်တယ်အနတ္တရဲ့လက္ခဏာဉာဏ်ပေါ်နေတဲ့ပုဂ္ဂိုလ်ယောဂီပုဂ္ဂိုလ်ကအနိစ္စနဲ့ဒုက္ခကိုမြင်ပြီးသားဖြစ်နေတယ်မေဂိယယဟန်တော်ကိုဒါကိုမြတ်စွာဘုရားမိန့်စေတမေဂိယအနိစ္စမြင်ရင်ဒုက္ခနဲ့အနတ္တထင်တယ်ဟဲ့ဒုက္ခလက္ခဏာထင်လို့ချင်းအနိစ္စနဲ့အနတ္တထင်တယ်ကွာအနတ္တညာပေါ်ရင်အနိစ္စနဲ့ဒုက္ခကိုထင်ပြီးသားကွာတဏှယ်ဝင်တစင်းတော့ဥပမာလေးတို့လောကဥပမာလေးတစ်ခုထမ်းမယ်မှာထားသည့်ကံရည်သီးနေတယ်အုံးသီးတွေအုံးသီးတွေသီးနေတယ်ပြောလိုက်ကြည့်အဲ့ဒီထမ်းသည့်ခိုင်ကြီးကိုတစ်ခိုင်လုံးလိုချင်တယ်အုံးသီးကတစ်ခိုင်တိုင်းလိုချင်တစ်ခိုင်လုံးလိုချင်တစ်လုံးချင်းတစ်လုံးသီးကိုဖြေချဖို့မလိုပဲနဲ့အညာကိုဖြတ်တောက်လိုက်တဲ့ရှိတော့အောင်လုံးတစ်ခိုင်လုံးမြေကိုပြုတ်ချပြီးတကယ်တော့ကမ္မထံအာထုတဲ့ယောဂီပုဂ္ဂိုလ်သည်မိမိရဲ့စိတ်စဉ်ရကမ္မထံအာယုံပေါ်မှာထိုးထွင်းဉာဏ်တို့ဖြင့်ကြောင်းကြလေးစိုက်ပြီးတော့ကြည့်။ဩဖြစ်ပြီးဖြစ်တဲ့အိဋ္ဌလို့ဖြစ်ပြီးဖြစ်လိုက်ပြတဲ့သဘောကိုမြင်နေအိဋ္ဌလို့အိဋ္ဌကိုဖြစ်ချင်းဖြစ်ချင်းကိုမြင်နေခြင်းတည်တဲ့အိဋ္ဌဖြစ်တယ်။အိဋ္ဌဖြစ်နေတဲ့ဒုက္ခနဲ့တခါရင်ပါပြီးသားဖြစ်တဲ့တွေ့တာကြောင့်ဩသိကံကြီးကအညာတညာကိုဖြတ်လိုက်တယ်လို့ပဲဖြစ်ခြင်းလက္ခဏာဖြစ်ခြင်းလက္ခဏာတက်ကိုမြင်နေတဲ့ယောဂီဘောအနိစ္စဒုက္ခလက္ခဏာသုံးပါအကုန်လုံးအကျုံးဝင်ပြီးသားဖြစ်ဉာဏ်ထဲမှာအကျုံးဝင်ပြီးသားဖြစ်နေတယ်အဲ့ဒီတော့ယောဂီပုဂ္ဂိုလ်ဟာခန္ဓာကိုယ်တစ်ခုလုံးဉာဏ်နဲ့ခြုံပြီးတော့ကြည်တိုင်းမှာပစ္စုပန်ကိုပဲကြည့်နေရတယ်ယောဂီကအနာဂတ်ကိုလည်းမပြောရဘူးဖြစ်ခဲ့ပြီးတဲ့အတိတ်ကိုလည်းပြန်မတွေးရဘူးပစ္စုပန်တဲ့ထိုင်နေတဲ့ရှိရနေတဲ့ကိစ္စဈဉ္ညာရှိပစ္စုပန်တဲ့ရကျင်တဲ့စိတ်ကလမ်းပေါ်နေတဲ့ဥစ္စာအနာဂတ်ဖြစ်နေတယ်မညာဘုံညာမပေါ်ဘူးငါတရားအရင်တော့ကိုယ်ခဲ့တဲ့အရှင်လေးငါမှလို့ကောင်းတယ်နော်ခုစီဘာဖြစ်သွားလဲမရှိဘူးအတိတ်ကိုပြန်တွေးရင်လည်းတရားကအမှတ်ကလွဲသွားတယ်ဒါကိုမြတ်စွာဘုရားကအတိဒဏတော်ကမေယအနာပတိကအနာဂတယဒတိတံပိဏနာအပတိစအနာဂတံလို့မိန့်တော်ဗတ္တိကရာသုတ္တမှာမိန့်တော်မူတဲ့အတိုင်းယံတို့ကမ္မဋ္ဌာန်းကိုလုပ်ငန်းဝင်တဲ့ယောဂီပုဂ္ဂိုလ်သည်ဖြစ်ခဲ့ပြီးတဲ့အတိတ်တွေကိုလည်းတွေးမနေနဲ့အတိတ်ဆိုတာကုံဆုံးခဲ့ပြီအမေသေးတဲ့အနာဂတ်ကိုလည်းလမ်းပြီးတော့မမျောနဲ့ကိုယ်စီမရောက်သေးဘူးအတိတ်ဆိုတာကုံဆုံးခဲ့ပြီးအနာဂတ်ဆိုတာကိုယ်စီမရောက်သေးဘူးယေစုပနိသယောဓမ္မတထဝိပဿတိအတံဝိဒာအသင်္ကုပ္ပံဝိဒာမနုပြေယေ
Cheda Anna Jesuban Kana Time the Kanama Bola the Ayo Time the Yajet Mala Lushada I know Chima Boni the Suban Dede go Yusupama Bola the Po Kanda go the Dine Kabiro Ada ida Mapia Dimi Adiguba Magueba Dimi Boni the Yunadi Mapia Dimi Isuba Or don't be so an attention of Mabo Dibu so an agaption. I would try that kind of Maboni and the other Kligo, and the other Dina Bobo down Nagina, the Babe Bobo, Isupama. Bola de Boni de Niago Chincha Boni Niago, the Nili Tommy Donali Sai, Gekabiki. A key kind of the a gin, Alma to the world of Shall I show like Boni. To the world of Jimmy in the Valakanago Pianita. To the world of Jimmy Bisimu the Valakanago Piacin Nyane Tau Pirachi. Sego Shwacha, Kanago Shwacha, Sego Dematane, Domatane, Almatane, Sego Monjabi Minizine, the Ioli, Shadow Taya, the Suban Dede, Kanagati, Shadow Niali, Sego Yokai. Virginia. Lambigo, Lamboin and Lumachos in it. Any Kanago Chingo, Minabiso, Yogi Bogua. The Niga Joget, Wanda Zialepo, Hard to come up. I mean, would I mean out of system of 1,000? To come by him and hanging in Hagen and Lekin to be the one edge. The Chujo, the Chucho, the Mooney that. That Lanwani, Chikosi Piante, that Ashimo Machine Eddy Bonita. Eddy Bonita. I think we'll have to one any, one another. And it says, they cannot say Pianilla machine, shut up yet up and me. This is one day, my 15 vision Lacanada, Gonyana, 2 twin Yogi Boko. Yenia. Check a video lemon. A very good season. Tiny that Suban did it. Boni de Bokanda go the boat. China, Tata, Botholana. Yogido Kanakana Biore. Yogido, you mamani to Hachi. China Chimaria Bodin Yadi Besi, Madali Yadaka, Pili Yashin, yet the yet the body. Hana Atego. Eladakam. Yikan, Pilago, G. Pipini tired, Tadaka, Jamado, Amadi Jamadoya. China, she come up. Sugar, she Gani, Jini, yet the Kalashiko, Gania. The Pipini, same material, Bawanya Magiabu. I've been longer, you go look shadow tired. You see, they may Damamelo. The Pipini, Yella, Pipini, many Kabi Yella. I go Zoya Bobby, so she only defended the Kajaja Tabito to go low chong bito. Yachine, Yachine, and Yet, you done and down. Yanide, or Yede. But am I yet leader, Yona, Cheso Machido. To the Yeddo leader, Yangila machine, Yangila machine, Chimem, Sigman, Dedem. All are the Ioligo sick and Yadama. Pilla, the Taligo. Nyanga. No vida, Vienia. Tine Chandonian. The deep Yatandonian, they see Bida Gidia. That they are in Mena Punya Boroma Yogi Bogo. Dinya Asini Pilla. Kanago Gita. Tora Lara Nunya de Mula Seda Muruda Karamuda Go Muyari Nunya, say Muyari Nunya de Mula Sadi Popa Vicha G. Karazaga Kanago Yele Popa the Kadian Sejam Maloji, she down an Auga Kina Matikalo and the Lautigo Popa Kiritari Yeni.
တည်ငါကိရိတာတွေငြိမ်းတဲ့တွေ့တာကြောင့်ညီဝရဏတရားတွေဘရောမလာတော့ကာမေသန္တဇာဘာဒဌိနာမိတဩဒိသကုပုစဝိသိကိစ္စမလာတော့ဝိသိကိစ္စတော့တူတူယုံမသားနဲ့ငါတရားထုတ်တာကြောင့်ကုဋ္ဌိမဖြစ်သေးဘာမှမရသေးပါလားအဲ့ဒါဝိသိကိစ္စလို့ခေါ်တယ်ဝိသိကိစ္စညီဝရဏမေတ္တာဘုဒ္ဓစိတ်ရတာမရတာကိုယ်လို့မဟုတ်ဘူးယောဂီရဲ့တဏ္ဍာထဲမှာယောဂီစိတ်စိတ်ဒီပစ္စုပန်တဲ့ခန္ဓာကိုယ်ထဲမှာထင်ကြရုပ်တဏ္ဏန္တပရမတ္တသာဓုပေါ်မှာထိုးထွင်းကွယ်ကွယ်ကဲကပ်ပြီးတောင်းကြလေးဆိုင်ပြီးတော့ကြည့်ရမယ်လို့ကိုယ်တို့ကြည့်နေရမယ်အလုံးပါကိုယ်တို့ပစ္စုပန်သဘောခန္ဓာကိုကြည့်နေရမယ်လို့ကိုယ်တို့အပြောခန္ဓာကိုမကြည့်သဘောခန္ဓာကိုကြည့်နေရဒီကရဇကာယ32ပါးသောဂေါတတာ42ပါးသောဂေါတတာကပညာခန္ဓာ35ပိဿ40ခန္ဓာကိုယ်ရဲ့ပြင်းဒီခန္ဓာကိုယ်ကြီးကိုမကြည့်ရဘူးခွေးအောင်ခံရတဲ့ခန္ဓာကိုယ်ကြီးကိုမမြင်ရဘူးသဘောခန္ဓာကိုမြင်ရပသာရမျက်စိနဲ့မြင်တဲ့ခန္ဓာကိုယ်မတွေ့ရဘူးဉာဏ်နဲ့စက္ကုနဲ့မြင်သောဉာဏ်ဖြစ်ရမြင်တတ်ဖို့ကြည်တတ်ဖို့ငါအမြင်ပြောက်ပြီးတော့ဉာဏ်အမြင်ရောက်နေရတယ်ပစ္စုပန်တဲ့ခန္ဓာရဲ့သဘောတကလေးကိုညှို့ကိုင်းပြီးတော့ငြင်းချမ်းလေးနဲ့သင်္ခါရုပ္ပကညာအစင်းလောက်ရောက်သွားတဲ့ယောဂီပုဂ္ဂိုလ်ဟာဒုက္ခဝေဒနာတော့ပေါ်တာပေါ့ပေါ်ပါလိမပေါ်ပါလိအဲ့ဒါလိုဖြစ်သွားတယ်ဒုက္ခဝေဒနာတွေပေါ်တယ်ဒုက္ခဝေဒနာမဲ့မသာရတော့ဘူးတဏှာမကတ်တော့ဘူးဝမ်းသာစရာနဲ့ကိုလည်းမလိုက်တော့ဘူးဝမ်းနေစရာနဲ့ကိုလည်းနောက်ကိုလည်းမလိုက်တော့ဘူးကိုယ်လုံးမဟုတ်တတိဝရိယညာရှိကဖြတ်သန်းလာတဲ့ဉာဏ်စိတ်ကြားစိတ်စသည်အာယုန်တွေဟာခါတည်းဝမ်းသာစရာလေးတွေတွေ့တယ်ဝမ်းနေစရာတွေ့တယ်ကျဉ်းတဲ့စရာတွေ့တယ်မကျဉ်းတဲ့စရာတွေ့တယ်ဒီခါတည်းတဏှာကသွားတယ်မာနကသွားတယ်ဒိဋ္ဌိကသွားတယ်ဒါပေမဲ့တတိဝရိယဉာဏ်တို့ပဲခန္ဓာစဉ်ကိုဉာဏ်ရှင်ထားတဲ့ယောဂီပုဂ္ဂိုလ်ဝိပဿနာသမာဓိဉာဏ်အားကောင်းနေတဲ့တွေ့တာကြောင့်စိတ်ကဘယ်အာမမကတ်တော့ခန္ဓာရဲ့သဘောကိုလို့ကြည့်တယ်။အော်ဖြစ်ပြီးပြည့်နေတာ။ပါဠိပေါ်တကူလုံးခြုံကြည့်လိုက်တကူလုံးမှာမိုးသည်မိုးပေါ်ကြသလိုအိုးငယ်ထဲမှာနှမ်းပြီးပေါက်နေတယ်။တဖြောက်ဖြောက်တလုံးလုံးတည်းအမြဲတမ်းဖြစ်လိုက်သဘောတွေ။ဒါပဲတွေ့တယ်။အပြင်လောကကြီးကိုရှင်းသွားပြီးဘယ်ပုဂ္ဂိုလ်မှဒီခန္ဓာကြီးလည်းပြောင်းနေတယ်။အခုထိုင်းနေတဲ့ဒီခန္ဓာကအထက်ခန္ဓာကြီးပြောင်းနေတယ်မဆရာလေးဖြစ်ပြီးဖြစ်လိုက်ဖြစ်တယ်ဖြစ်နေပြနေတာလေးသိနေတာလေးဒါပဲမြင်တော့တယ်။ဒါဝိပဿနာတရားဆိုတာခန္ဓာစွန့်တဏှာစွန့်တယ်ခန္ဓာကြီးပြောင်းနေတယ်အထေတရတဏှာကိုပြောင်းပြီးတော့မဆရာကလေးနဲ့မှတ်နေတာလေးဒါပဲတွေ့တယ်ခါရဟရိယထောက်ရင်နဲ့ဒီဖြစ်လိုက်ကျုပ်လိုက်ဖြစ်လိုက်အထဲမတွေ့တော့သဘောလေးပဲဒီရှိမှခန္ဓာကိုခဲတဲ့တဏှာမကတ်တော့ခန္ဓာခဲတဲ့တဏှာမကတ်တော့တဏှာကရင်လှုပ်ရှင်လာမယ်ရွှေ့လာပြောင်းရှင်လာမယ်ပုတ်ရှင်လာမယ်ခန္ဓာဖောက်ပြန်တာကိုရားပြီးတော့ဖောက်ပြန်မှာပဲကျင်ပြီးဖောက်ပြန်ကြိုက်ခဲပြီးဖောက်ပြန်မှာပဲရားရင်လည်းဝိပဿနာဉာဏ်မပေါ်သေးတဲ့ယောဂီဟာရားရင်ကုတ်ရှင်လာတယ်ဟိုကုတ်ဒီကုတ်ဟိုလှုပ်ဒီလှုပ်ဟိုရွှေ့ဒီရွှေ့ဒါဝိပဿနာဉာဏ်မပေါ်သေးလို့တဏှာခိုင်းတာလုံးနေတယ်တမာတိရှင်ရသေးလို့ခန္ဓာကိုခင်းနေတယ်ဝိပဿနာတမာတိဉာဏ်ရောက်နေတဲ့ယောဂီပုဂ္ဂိုလ်ခန္ဓာမခင်းတော့ပြစ်ထားလိုက်တဲ့ခန္ဓာကြီးဟောက်ပြန်မပြောနဲ့အရည်တွေစုပ်သွားပြီးတဲ့အသွေးတွေခမ်းသွားပြီးစီအယုတွေကျင်းဝသွားပြီးစီ
ပုံမှန်လေးခက်တီလေးပဲခက်ငြိမ်ငြိမ်သက်သက်ကလေးနဲ့ခန္ဓာဖြစ်ခြင်းသဘောကိုကြည်ပြီးတော့အနိစ္စတိဝတိကပရိဝိမသတိဆိုတယ်လို့ဩကြည်လိုက်ပြန်ဖြစ်ပြီးရှိတဲ့အနိစ္စဖြစ်ပြီးတဲ့အနိစ္စဖြစ်ဒါလေးပဲမြင်ဩဝိပဿနာဉာဏ်ဒါပဲဝိပဿနာဉာဏ်ပေါ်တယ်ဆိုတာခန္ဓာပြောက်တဏှာပြောက်တယ်ခန္ဓာသိနေတယ်တဏှာသိနေတယ်တတိကခန္ဓာရှုပ်တဏှာရှုပ်နေတယ်ဝိပဿနာဉာဏ်ရဲ့တတိဩခန္ဓာရဲ့တဏှာလည်းပြောက်ဒီစင့်ရောက်ငါတရားအထုတဲ့ကမှဒီအစင့်လေးငါရှိခဲ့သလားကိုယ့်ကိုယ်စင်ကြင်ရဉာဏ်အရေးသူလေးတွေကအလို့အရှိနေသည်နဲ့ကိုင်းပြီးကြည်ကြည်နဲ့တိမ်မွေ့အပြင်ကမကောင်းတဲ့အတန်ကြီးကြားကြားကောင်းတဲ့အတန်ကြားကြားအာယုံမရှိတော့တဲ့တမကြတဲ့ပဲမြင်စရာတွေဘယ်လိုပြကြားစရာတွေနားစရာတွေစားစရာတောက်စရာတွေရာဒါနာရာကောင်းတဲ့စိတ်ကူးကြံစည်စရာတွေဘယ်လိုပြကိုယ်နဲ့မဆိုင်တော့ဘူးဥပက္ခပြုထားလိုက်သူအာယုံတော့ကိုမလိုက်နဲ့ပါဠိပေါ်အောတိပြေချစ်ချင်းတတိဝိရိယဉာဏ်ရှိအဖြစ်သားလာတဲ့အာယုံတော့ပြတ်သွားကိုယ်လောကဖြစ်ကြတဲ့ပြစ်ထားလေးကိုမြင်နေတဲ့အလုပ်ယောဂီရဲ့အလုပ်ဒီဖြစ်ပြီးပြနေတဲ့သဘောကိုမြင်နေတဲ့အလုပ်ခန္ဓာကဒီလိုကိုခန္ဓာဒီလိုပဲမြင်အပြင်လောကကြီးအကုန်လုံးစိတ်ကူးနေတယ်ခဏပြောခဲ့ပြီဝိပဿနာဉာဏ်အားကြီးတော့ဘလဝဝိပဿနာဉာဏ်ရတာပြီယောဂီပုဂ္ဂိုလ်ခန္ဓာစွန့်တယ်တဏှာစွန့်တယ်တည်ငါကိလေသာတည်ငါငြိမ်းနေတယ်တည်ငါငြိမ်းအဲ့ဒီဝိပဿနာသမာဓိဋ္ဌိဉာဏ်အာကြီးတော့ဉာဏ်ထောက်ပံ့ရလာတယ်ဖြစ်ဖြစ်ဖြန့်မြင်ပြီးတော့မြင်နေရင်မြင်နေဖြစ်ရှိကဖြစ်နောက်ကမဲ့ဓမ္မချင်းကြီးနဲ့ကိလေသာတွေပါဖြတ်ဆိုရဖြစ်ဒီအဆုံးကိုဉာဏ်ကရုပ်ထွက်သွားကြတယ်ယောဂီပုဂ္ဂိုလ်ကဖြစ်ချင်းကိုမြင်နေအောင်လို့မြင်နေတဲ့ဒီဝိပဿနာသမာဓိတိမဲ့ဉာဏ်ကအာကြီးသောမဲ့ဉာဏ်ဖြစ်သွားတဲ့အတွက်ဝိပဿနာသမာဓိတိကမေကသမလောကုတ္တရာသမာဓိတိဉာဏ်ကိုဖြတ်ဆိုရင်ကိုကျော်သွားကြတယ်ဖြစ်ပြီးမြင်နေတဲ့ဖြစ်ပြနေတဲ့အခါဒီဘက်ကမ်းမှာရှိဖြစ်ပြမရှိတဲ့ဟိုဘက်ကမ်းကိုမျက်မှောက်ပြီးသွားချင်ဉာဏ်ကမျက်မှောက်ပြီးသွားပြီ။ဉာဏ်သွားပြီကိုဟိုဘက်ကမ်းရောက်သံဃာတစ်ဘက်ကမ်းရောက်သွားပြီ။30ပုံဒီဘက်ကမ်းမှာနိဗ္ဗာန်ကိုတစ်ဘက်ကမ်းကိုမျက်မှောက်ပြုသွားတဲ့ရှက်စုငြိမ်းတဲ့ငြိမ်းသွားပြီအပယ်မီးတောင်မီးလျံတွေငြိမ်းသွားပြီအနိဤလိုအမြင်ငြိမ်းသွားပြီအနိလည်းအေးချလိုက်တာအမြင်ကလည်းငြိမ်းသွားပြီအနိလည်းအေးနေတယ်အမြင်လည်းငြိမ်းသွားချာသင်္ကတလောကမှာအသင်္ကတနဲ့နိဗ္ဗာန်တက်ကိုမှောက်ပြီးသွားတဲ့အတွက်ငြိမ်းသွားပြီလို့မေဇောလေးကသိပြီးတော့တခြင်းဆိုတဲ့အဲ့ဒီခဏလေးကငြိမ်းအေးတဲ့နေရာကိုဖြစ်တဲ့ကိုကြီးတဲ့ဖြစ်သူမဖြစ်မဖြစ်တဲ့និရောဓသစ္စာနိဗ္ဗာန်ကိုညှို့လိုက်တဲ့ငြိမ်းနေတယ်သောတာပတ္တိမဉ္ဇဉ်ရထားတဲ့ပုဂ္ဂိုလ်និရောဓကိုမင်းနောက်ပါလိုက်တဲ့ဘူကတခြင်း3ချိန်လောက်စောပြီးတော့ညှက်ပြီးတော့သူ့လိုတာမန်ပုဂ္ဂိုလ်လိုပဲဖြစ်တည်ပြန်မြင်ပြီးတော့ဆင်ခြင်ပြီးတော့ဘုရားဆုံးမတာပဲကို
ခန္ဓာကိုပေါ့ပါရွှင်လန်းကြီးပြီးတော့ငါဘယ်တကားပိတ်တဲ့အတိတ်ပေါ်သောပြီကိုကိုသိသွားတာဘယ်ပုဂ္ဂိုလ်မှသွားပြီးတော့တရားဆက်ခံစရာမလိုဘူးတရားမေးစရာလည်းမလိုတော့ဘူးကိုယ်တိုင်ကျင့်ပြီးတော့ကိုယ်တိုင်သိသွားတာရသော်ပြန်ဆုံးမကိုမိပြီးတော့ကျင့်ကြံပေါ်များအားထုတ်တဲ့တွေ့တာကြောင့်ထိုယောဂီပုဂ္ဂိုလ်ဟာယဟန်ဖြစ်စီလူဖြစ်စီဒုက္ခဆုံးကိုဉာဏ်ကဖြတ်ဆိုရုံထွက်သွားတယ်အသင်္ကတ္တဓာတ်ကိုမျက်မှောက်ပြုသွားချတယ်ဖြစ်ပြနေတဲ့ဒုက္ခသစ္စာဖြစ်ပြနေတာကဒုက္ခသစ္စာသင်္ကတ္တဒုက္ခဖြစ်ချင်းမရှိပြချင်းမရှိတဲ့နိဗ္ဗာန်ချမ်းသာအသင်္ကတ္တဒုက္ခဒါကြောင့်မို့လို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဧစုတံသုတေရွေးလျော့တရားချင်းမရှိပြထသောဇန္တာအဆုံးအပိုင်းကြားကိုလည်းလွန်ပြီးထသောအာသင်္ကတံတန်စိဥရောအာရတိသောအကြောင်းတရား၄ပါးတို့ဖြင့်ပြည့်ပြည့်စုံလည်းမရှိပြထသောဝါနာတော်ဝါနာသောတဏ္ဍမတဏ္ဍမဝိပ္ပမုဒ္ဒကုလတော်မူကင်းလို့တော်မူခြင်းကြောင့်နိဗ္ဗာန်မိတိနိဗ္ဗာန်၏အန္တိလို့ဆာငါဘုရားသည်ဘာသန္တိမိတော်မူခဲ့သည်။ပရိယတ္တိဓမ္မကြည့်လိုက်ပြန်တော့နိဗ္ဗာန်ဆိုတာသုတိရွေးလျော့ခြင်းမရှိတော့သုတိစိတ်မရှိတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့ဆိုရင်နောက်ထပ်တစ်ပါးပရိသန္တိအပေပရိသန္တိကိုသောတာပတ္တိမဉ္ဇဉ်ပူညာပေါ်သွားပြီဆိုရင်အပေပရိသန္တိမရတော့ငရဲဘဝကြောက်เสียကောင်းတဲ့ငရဲဘဝမရောက်တော့ဘူးတိရစ္ဆာန်သူတကယ်ပြည့်တာမဖြစ်တော့ဘူးဟာကောင်းလိုက်တာအပေတကားပြီးသွားပြီပေတကားပြီးသွားပြီ30ဘုံကျင်လည်ရလို့ရှိ30ဘယ်တော့မှနတ်ပြည်6တက်သူပရိဝါမှာအများဆုံး9ကြိမ်မရှိတော့9ကြိမ်မှလည်းလူဘဝလိုတက်တန်းတူတဲ့နေရာမှာမဖြစ်တော့ဘူးနတ်ပြည်မှာတာဝရသားတို့တုတိတာတို့စတဲ့နေရာတွေမှာဖြစ်အဲ့ဒါတချို့တို့နတ်ဘဝနဲ့ပြန်ပြီးတော့သောတာပန်သရဂံဖြစ်သွားမယ်နတ်ပြည်မှာတချို့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်မှာတဘောနှစ်ဘောနေပြီးတော့သုဒ္ဓဝတ္တဗျမဘုံမှာအနာဂံဖြစ်နေအဲ့ဒီမှာတတရှိလျာပြီးတော့ဘုရားစုစုဖူးပြီးအဲ့ဒီမှာတတမကုံကြီးမှာယဟန္တာဖြစ်ပြီးပြိဋိဘအဲ့ဒီမှာစံသွားကြဒုက္ခတွေငြိမ်းသွားတယ်အိုနာသည်ရပ်သွားတယ်ပေါ့ဗျာအိုနာသည်ရပ်သွားတယ်ဆိုတာကအဲ့ဒါနိဗ္ဗာန်ထိတင်တရားလို့ဇေဒီပြီးထိတင်တယ်ဇေဒီတစ်ခုလုံးရဲ့အထွတ်ထိပ်ကြီးထီးပဲလောကမှာခန္ဓာကိုရတဲ့ပုဂ္ဂိုလ်ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်တဲ့ယောဂီများရဲ့အထွတ်ထိပ်ကြီးမဉ္ဇဉ်ပူညာပဲမဉ္ဇဉ်ပူညာနိဗ္ဗာန်ချမ်းသာသည်ဒါလည်းအထွတ်ထိပ်ပဲဇေဒီရဲ့ထီးတင်တဲ့အထွတ်ထိပ်ဖြစ်တယ်လို့ပဲဝိပဿနာကမ္မဋ္ဌာန်းအားထုတ်တဲ့ယောဂီများတို့ဗုဒ္ဓဘာသာသူတော်ကောင်းများရဲ့အထွတ်ထိပ်သည်မဉ္ဇဉ်ပူညာပဲနိဗ္ဗာန်သည်ဒါလည်းလဲလျောင်းရဖြစ်တယ်အဲ့ဒီတော့ယောဂီရဲ့ဉာဏ်အည်သွေးသည်ပထမဝိပဿနာဉာဏ်ရဲ့တတ္တိကခန္ဓာစွန့်တဏှာစွန့်ဝိပဿနာသမာဓိကမေဃသမာဓိသည်ပေါ်ခေါ်လိုက်တဲ့ဖြစ်ဆိုငြိမ်းသွားတာကနိဗ္ဗာန်ကိုမြင်သွားချလကုတ္တရာသမာဓိဋ္ဌိကခန္ဓာစွန့်တဏှာစွန့်နိဗ္ဗာန်ကိုမြင်တယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်ဝိပဿနာသမာဓိဋ္ဌိကြတော့ခန္ဓာစွန့်တဏှာလောက်ပဲစွန့်တရားဖြုတ်ရင်ဣရိတာတွေဝင်တတ်တယ်သို့တော့ဘလဝဝိပဿနာအာကြီးသောဝိပဿနာဉာဏ်ကိန်းသွားတဲ့ပုဂ္ဂိုလ်ဟာသင်္ခါရုပ္ပကဉာဏ်အစင်းလောက်ထိရှိသွားပြီဝိပဿနာတရားရဲ့အရသာလေးဓမ္မရတာပေါ်လွင်သွားပြီဘယ်ရှင်ကြီးသည်သွားသူဖြစ်သွားသူပြည့်နေတာဘာမှအရှင်မခံတော့ဘူးငါလည်းမကြည့်သူလည်းမကြည့်ပုဂ္ဂိုလ်လည်းမကြည့်တတ်တော်လည်းအသက်ဇီဝလေးများလည်းမရှိ
အကုန်လုံးခန္ဓာပြောင်းပြီးတော့တဏှာလည်းပြောင်းတယ်ဝိပဿနာသမာဓိရဲ့တတ္တိကြောင့်ခန္ဓာကိုယ်ပြောင်းအထည်ပြောင်းသွားစိန်ခွဲမြင်ပါစိန်လူမမြင်တော့ရုပ်တရားနဲ့တရားပဲတွေ့ရုပ်နဲ့တတွဲကြည့်လိုက်ပြန်တဲ့တတွဲချင်းဖြစ်ပြီးတတွဲချင်းဖြစ်နေတာခွဲလိုက်ပြန်တော့လေဖောက်ပြန်တဲ့တရားခံစားတဲ့တရားမှတ်သားတဲ့တရားစိတ်ဆော်နေတဲ့တရားသိဝိညာဉ်တရားခန္ဓာ၅ပါးကိုတပါးချင်းခွဲကြည့်ပြန်တော့လေချင်းနေတယ်။ဟောရူပခန္ဓာတော့ဖောက်ပြန်နေတဲ့တတ္တိဝေဒနာဆိုတာကောင်းမကောင်းခံစားတဲ့တတ္တိသင်္ညက်ခန္ဓာဆိုတာမှတ်သားမှုသဘောတတ္တိသင်္ခါရခန္ဓာပြုပြီးစိတ်ဆော်တွေလှုပ်ဆော်တဲ့သဘောတတ္တိဝိညာဉ်နဲ့ခန္ဓာသိမှုသဘောတတ္တိခန္ဓာ၅ပါးကိုတပါးချင်းခွဲကြည့်ဝဲနေတာဟောယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘုန်းကြီးသီလရှိမဟုတ်ဘူးပေါက်ပြန်ခံစားမှတ်သားပြုပြီးသိဝိညာဉ်ငါဤခန္ဓာမှဟောခန္ဓာ၅ပါးကိုအကြည့်ကျွလိုက်ပြီးဖောက်ပြန်တဲ့တရားဝေဒနာသင်ညာသင်္ခါရဝိညာဉ်တော့နာခန္ဓာ၄ပါးနာခန္ဓာ၄ပါးမှာဝိညာဉ်နဲ့ခန္ဓာကဥဆောင်ဥရွက်ရှိတဲ့အတွက်ကြတော့အာယုမှန်တဲ့မြတ်ကိုသိတတ်တဲ့သဘောကနတ္တရားဖောက်ပြန်တဲ့သဘောကယုတ်တရားဖောက်ပြန်တာတရားသိတာတရားဖောက်ပြန်တာတရားသိတာတရားကိုယ်ကြီးပေါ်တယ်ဘယ်မှာလဲပုဂ္ဂိုလ်ဘယ်မှာလဲတတ္တဝါဘယ်မှာလဲငါခန္ဓာကြီးဘယ်မှာလဲငါသားငါသမီးငါဇနီးငါမြတ်ငါလေးငါဥစ္စာမရှိတော့ဖြစ်တာနဲ့ပြစ်တာပဲရှိတယ်ယုံနဲ့အစုံတို့ဒီသွားတို့ဖြစ်ပြီးသွားတို့ပြစ်နေတာကိုမြင်ညီချမ်းသာတယ်သို့တော့ခန္ဓာဆော့တဏှာဆော့ဆိုတဲ့နဲ့ဝိပဿနာအခိုက်တန်ပဲဆော့ဝိသခ6ပါးလေး9နှစ်အရွယ်မှာသောတာပန်တည်တယ်16နဲ့17နှစ်အရွယ်မှာအိမ်ထောင်ကြပြီးတော့သား10ယောက်သမီး10ယောက်မွေးခဲ့တယ်သားလေးရမျက်800ရှိခဲ့တယ်မျက်တွေ800ရှိတယ်တရား20ရှိခဲ့တယ်မျက်ပေါင်း800ရှိတယ်ဘယ်လောက်ကြီးမားခဲ့တယ်သူတို့ရဲ့မိသားစုပါရမီဖြစ်ခြင်းနဲ့ပါရမီကကြီးမားခဲ့တာကိုသို့တော့ဗဒဗံပုဂ္ဂိုလ်တို့သည်လောဘဒေါသမောဟလေးပုံပုံ၏တပုံပဲညီးပါသေးတယ်သုံးပုံကြံပါသေးတယ်သရဂံဆိုရင်လည်းပဲတဝက်ပဲရှိသေးတယ်ဘာဂဒေါသမောဟဒီသရဂံမှာရှိတာပဲထိမ့်သိမ့်ပဲဖြစ်တယ်အနာဂါမိမဉ္ဇဉ်ဘုံညာရသွားတဲ့ပုဂ္ဂိုလ်ကြတော့ကာမရာဂတွေမရှိတော့ဘူးဓမ္မတိနာဝိသကသူကျွဲတို့သောတာပန်ဒီလာတဲ့စတိမောင်နှံနဲ့အတုတို့လက်ကလေးဆွဲပြီးပြောဝချင်းဝဲနဲ့သကရာကံဖြစ်လာတဲ့လက်ကလေးစိတ်ပြီးပြောဝချင်းဝဲပြောချင်းချင်းနဲ့ရှိအတုတို့ဘာဒီအတုကစားသုံးနေတယ်အနာဂါမိမဉ္ဇဉ်ဘုံညာလည်းရလိုက်ရောက်ဓမ္မတိနာသူကျွဲမလေးကလက်ကလေးစမ်းလိုက်တယ်ဒါပေမဲ့ဝိသကသူကျွဲကလက်ကိုလှမ်းမဆွဲတော့စိတ်အစဉ်မှာအရဟတပြတ်သွားပြီအနာဂံဖြစ်သွားအနာဂါမိမဉ္ဇဉ်ဘုံကာမရာဂတွေမရှိတော့ဘယ်ကာမဂုဏ်စိတ်မှမရှိတော့ရာဂဒေါသမောဟတွေငြိမ်းနေတာကိုငြိမ်းနေဘဝရာဂတွေတစ်ခုပဲကြံတော့တဲ့အနာဂံပုဂ္ဂိုလ်ဘဝလေးတစ်ခုတော့သူကမျောလင်းချစ်ငါဒီဘဝသည်ပြမဘဝနဲ့တကောင်းတသဇံအေးရှိချင်းရတာနေပြီးတော့မှဒုက္ခတွေငြိမ်းမယ်အဲ့ဒါလိုဖြစ်သွားကြဆိုလိုတာကဒီဝိပဿနာသမာဓိဉာဏ်အားကောင်းအောင်ကြိုးစားရမယ်လို့ယောဂီရဲ့အလုပ်ဝိပဿနာဉာဏ်ပေါ်နေအပေါ်ကြိုးစားအားထုတ်နေတာဒီဇေဒီတရားတွေနဲ့တူတယ်ဘုရားတရားတွေနဲ့တူတယ်ဝိပဿနာသမာဓိကမေတ္တမာဓိဖလားသမာဓိကိန်းသောတာကချီတော်တင်တာနဲ့တူတယ်အေးဘုရားပြီးချီတော်တင်းသလိုဒီနေ့ယောဂီတို့တဏ္ဍာမှာလည်းပဲမဉ္ဇဉ်ပူညာဤသောချီနှလုံးသားထာဝရဆောင်းနိုင်အောင်ကြိုးစားနိုင်ကြပါစေအားထုတ်နိုင်ကြပါစေလို့မေတ္တာပို့ရင်အချိန်တနာရီကုန်ဆုံးသွားခြင်းကြောင့်လည်းဥရှိဩဇာယောငါဇနာတတ္တမပฏิပတ်တင်းသ
Ida kalan duka yandu balindu sina dadana Padi padu swado tadami saturagon de yadu dalaye Oda joza adole shija babi Yema jana ajiye shino alogo adegarama bondura gondo di Duka yandu jama shanda shija gundi wandu shija wadi undri Ida kalan shimi swado kalabalo Sina dadana me kawaya jindise nawa kalabalo tudono mugede Pariyadi dadana padi dadana padi veda dadana to mya tuyaku Bale do sao shao ne java zi undri Bale do kone ademene kwepe Dadana ro jugu mya yi ko yue Ong zwa madri sao shao ne java zi undri Kudo tiyari Yinwe pai bido Sudanga thongse do jine jara tadawari thadu tami yacha yashi ne java zi Sudao mya bibi jama phit pare Ido pyu ya Amada kima Yinaiban ko Ekan thau xiao yao se do Yene yakhu Ha thau damya Miyavaga ko Miva seya Olamhane Oma sao jet O zao naga Yin sa ri Shi damya long so Long long zed Phit damya Shi damya Viniya adu Yaja basi Inga vidi Yadwe dadu Kosido Udo Niya Yuromu Java Golo Riya Duro Gondo Oda Adom Yedane Yanodo Ado Yado Udo Mandamya Rugo Wamya Wanda Swapsi Adu Udo Niya Yuro Java Golo Riya Duro Gondo Oda Adom Yedane Yanodo Ado Yado Udo Mandamya Rugo Wamya Wanda Swapsi Adu Udo Niya Yuro Java Golo Riya Dura Gondo Oda Adom Yedane Yanodo Ato Yado Udo Mandamya Rugo Wamya Wanda Swapsi Adu Alo Yerana Sandamya Gado Ijanda Ya Chika Yue Izuban Dagu Sikonga Dea Pijabasi Dogong Dea Dogong Ninja Badia Dea Mya Boleh Nyata Dinya Dubi Ashikan Zane Jabasi